အားလုံးပဲမင်္ဂလာပါဝေလေးရင်မွေးလေးအကြောင်းကိုပေါ့နော်တစ်ချက်ပြောပြပေးမယ်နော်ဒါကတော့ဝေကလေဟိုပဝါလေးကကျတော့ဟိုပုံထဲမှာပေါ့နော်အဝါတွေပဲဖြစ်နေမှာမို့လို့ဝေကလေအလားပြတဲ့လူမဟုတ်ဘဲနဲ့ပေါ့နော်ဘဝကိုပြတဲ့လူမို့လို့ဒါပေမဲ့ဒီတက်တော့မှာကျတော့လေအင်ကြီးတစ်မျိုးတည်းဆိုလို့ရှိရင် तू ကတိတ်ပြီးတော့ပေါ့နော်အမြင်ပိုင်းမှာမပြပေးတဲ့အတွက်ကြောင့်မို့လို့ဝေကဒီပဝါလေးကိုပြန်ပြီးခြုံပြတာပေါ့နော်ဒီပဝါလေးကလည်းလိုချင်တဲ့လူဆိုလို့ရှိရင်ဝေဒီဟိုလိုမျိုးဟိုမှာပေါ့တော့အဲ့ဒါဒီဟိုအင်ကြီးရောင်းနေပေးမှာပေါ့နော်ဝေအင်ကြီးလေးလက်အတူတူလက်ဆောင်ပေးရမလားလို့စဉ်းစားနေရပေါ့နော်အဲ့ဒါလေးဒါလေးလာတယ်ပေါ့နော်ဝေအရင်တော့ကမင်္ဂလာဆောင်တော့ကပတ်တဲ့ဟာလေးအဲ့လေးတော့ပြဝေကအခုပြောပြပြီးမှာတော့လေဟိုရင်မွေးလေးအကြောင်းကိုပဲပြောပြပေးမှာပဲအခုလက်တလုံးမှာတော့ဝေကရင်မွေးလေးထုတ်ဖို့အတွက်ပေါ့နော်တိတ်ထီလည်းတင်နေတယ်ရင်မွေးလေးထုတ်ဖို့အတွက်လည်းအစီအစဉ်တွေလည်းလုပ်နေတဲ့အတွက်ကြောင့်မို့လို့ဝေကဒါလေးကို share လောက်လုပ်ပေးတာပါဝေကတစ်နှစ်မှာတစ်ချိန်ပဲပေါ့နော်ထုတ်လို့ရမယ်ရင်မွေးလေးပေါ့နော်အဲ့ဒါလေးကိုဝေကအဲ့ဒါရင်မွေးလေးတွေရောင်းနေဆိုပေမဲ့လည်းပေါ့နော်အခုတို့အဖြစ်ရောင်းပေးတာပါဟိုလိုဝေရဲ့ကိုချိုးအတွက်ရောင်းတာမဟုတ်ပေါ့နော်အမှန်တကယ်ပြောရမယ်ဆိုရင်လို့ရှိရင်တော့ဝေကအဲ့ဒါရင်မွေးလေးရောင်းရတဲ့ငွေကိုပေါ့နော်တုံးစုလှုပ်လိုက်တယ်ပေါ့နော်တုံးစုလှုပ်လိုက်တယ်တစုကကြတော့အဲ့ရင်မွေးပြန်ထုတ်ဖို့အတွက်ပေါ့နော်ပြန်ထုတ်ဖို့အတွက်ရင်ဟိုအရင်ပေါ့နော်သူရဲ့ထုတ်တဲ့အရင်ယူပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ထုတ်ဖို့အတွက်သူ့ကိုပွားမယ်ပေါ့နော်ဒီပလင်းကိုဒီတစ်ခေါက်မှာကျွန်မ50ပလင်း100ပဲထုတ်နိုင်တယ်ဆိုနောက်တစ်ခေါက်မှာကျွန်မ200ထုတ်နိုင်ဖို့အတွက်ပြန်ရင်းမဲ့ဟာလေးပေါ့နော်အဲ့လာလေးအတွက်ယူပါတယ်ဒါပြီးနောက်တစ်ခုကကြတော့ကျွန်မတစ်ခုကိုကြတော့အလူလုပ်ပါတယ်ရှင်နော်တုံးစုတဲ့ထဲမှာပထမဆုံးကိုကြတော့ကျွန်မအလူလုပ်ပါတယ်နော်အလူလုပ်တယ်ဒုတိယတစ်ခုကြတော့အရင်ပေါ့နော်တတိယတစ်ခုကြတော့ဒီတင်းမဒီတစ်နှစ်မှာ50ပဲထုတ်နိုင်တယ်ဆိုရင်နောက်တစ်နှစ်မှာ100ထုတ်နိုင်အောင်ပေါ့နောက်တစ်နှစ်မှာ150ထုတ်နိုင်အောင်အဲ့လိုမျိုးလေးတွေပေါ့နော်လူအယောက်50ဆိုရင်50ပဲရမယ်ပေါ့နော်အဲ့လိုမျိုးလေးပါရှင်အဲ့ဒါကြောင့်မို့လို့ကျမအဲ့တဲ့ထဲကနေကျမကိုကျိုးအတွက်တုံးထားတာတခုမှမလုပ်ပါဘူးရှင်ကျမအဲ့ဒါတက်စာလဲဆိုထားပါတယ်ကျမဒီဒါ9ရက်သားသမီးအားလုံး9ရက်သားသမီးအားလုံးကိုပေါ့နော်ကောင်းစေခြင်းနဲ့စိတ်နဲ့ငွေတွေပွားစေခြင်းနဲ့စိတ်နဲ့ရွှေတွေပွားစေခြင်းနဲ့စိတ်နဲ့လူဝင်ဆန္ဒတွေပြည့်စေခြင်းနဲ့စိတ်နဲ့ကျမဒီမေတ္တာနဲ့ပေါ့နော်ဒီဟာလေးကိုကိုလည်းအဆင်ပြေတယ်သူများကြီးလည်းအဆင်ပြေပါစေတော့ဆိုတဲ့စိတ်ကလေးနဲ့ဒါကြီးရင်မွေးလေးကိုပေါ့နော်တနာတိထိပေါက်ရင်မွေးလေးကိုထုတ်ပေးရခြင်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကျမကလည်းဒီဟာကိုယ့်ရဲ့ဝယ်မဲ့ပေါ့နော်ဒီစေတနာတန်လေးနဲ့ဝယ်ရအောင်လို့ကျမ share လေးလုပ်ပေးတာပါရှင်ဒါကျမကိုချိုးအတွက်မတုံထားပါဘူးဒီလိုမျိုးလေးတွေတွေ့ပဲပေါ့နော်ဒါ9ရက်သားသမီး9ရက်သားသမီးအားလုံးကိုကျမမေတ္တာစေတနာနဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ပေးခြင်းဖြစ်ပါတယ်လို့အဲ့ဒါလေးလာပြောပြတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်